မန္တလေးတိုင်းမိုးကုတ်မြို့ကိုဆက်လက်ထိန်းချုပ်ကာကွယ်နိုင်ရေးမိတ်ဆက်ဒေါ်လာရေးအင်အားစုများနဲ့လက်တွဲကကျိုးပန်းဆောင်လက်သွားမိဖြစ်ကြောင်းဒေါ်လာရေးအင်အားစုတချို့ကရန်ကုန်ခေတ်သစ်ထိန်းဌာနထံသို့ပြောဆိုပါနေယနေ့ TNL ကမိုးကုတ်မြို့နဲ့မိုးမိတ်မြို့မှာစုခွာမိထင်ပြီးစစ်တပ်နဲ့အပြစ်ရကြောင်းကြေညာပြီးနောက်တော်လိုင်းရေးအင်အားစုများကရင်းတို့ပြောဆိုလာခြင်းဖြစ်ပြီးတစ်ဖက်တွင်လည်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကရရှိထားသောထိန်းချုပ်နယ်မြေများကိုကာကွယ်မိဖြစ်ကြောင်းကြေညာလာခြင်းဖြစ်ပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများ၏ပံ့ပိုးကူညီမှုမိဖက်ຫນွေဦးတော်လှန်ရေးအင်အားစုများ၏ပူးပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာ၏စွန့်လွတ်ပေးဆက်မှုများနှင့်အတူမန္တလေးဒေသအတွင်းရှိနယ်မြေချုပ်ကိုထိန်းချုပ်စိုးမိုးနိုင်ခဲ့ကြောင်းထို့ကြောင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးသည်ရရှိထားသောထိန်းချုပ်နယ်မြေများကိုဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက်မိဖက်တော်လှန်ရေးအင်အားစုများနှင့်လက်တွဲကကိုစွမ်းရှိသည်များညံစွမ်းရှိသည်များအားသွန်ခွန်ဆိုင်ဂျိုးပန်းဆောင်လက်သွားမည်ဖြစ်ကြောင်းယနေ့ထုတ်ပြန်ကြေညာလာပါတယ်ထို့အပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးသည်မိများပင်ကြီးမားသည့်အခက်အခဲအတားအဆီးများရှိနေစေကမူမိမိတို့၏ဘုံကြီးမှန်းချက်ထီသောဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့်ဆက်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးတိုက်ပွဲများကိုစစ်ထပ်ထမ်းဖို့ဦးလက်မသွန်ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်းဆက်လက်ကြေညာထားပါတယ်အလားတူမန္တလေးတိုင်းမိုးကုတ်မြို့ကို TNL ကစစ်ကောင်စီတပ်ဖွဲ့ထံပြန်လည်ပေးရပြီးအပြည့်အခက်ရစရေးလှုပ်ဆောင်ခဲ့တော်လဲ PDF တပ်ဖွဲ့များနေထင်ဆက်လက်ခုခံကာကွယ်သွားမည်ဖြစ်ကြောင်းမိုးကုတ်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ PDF တပ်ဖွဲ့ဝင်များကရန်ကုန်ခေတ်သစ်သတင်းခါနာထံသို့ပြောကြားပါနေယနေ့အော်တိုဘာလ29ရက်နေ့ည12နာရီချိန်မှစ၍မိုးကုတ်မြို့နဲ့မိုးမိတ်မြို့ကို TNL ကစစ်ကောင်စီတပ်ဖွဲ့ထံပြန်လည်ပေးရပြီးနှစ်ဖွဲ့အပြည့်အခက်ရစရေးလက်မရည်ထိုးခဲ့ရမိုးကုတ်မြို့မှာTNL တပ်ဖွဲ့၏ထိန်းချုပ်မှုအောင်နိုင်မရှိတော့ဘဲစစ်ကောင်စီလက်အောက်သို့ကြားရောက်သွားပြီးဖြစ်သဖြင့် UNG အစိုးရ PDF တပ်ဖွဲ့များအနေဖြင့်မိတို့မိဘုံဆက်လက်လှုပ်ဆောင်သွားမည်ကိုသိရှိနိုင်ရန်ရန်ကုန်ခေတ်သစ်သတင်းဌာနကလိုက်လံမေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး TNL ဘက်ကတော့ဘာမှလာပြောတာမရှိပါဘူး။ TNL အနေနဲ့ပြန်ပေးခြင်းပေးပါစေကျွန်တော်တို့ကတော့တော်လန်ကြီးကိုဆက်လုပ်မှာပါ။မျိုးဆိုတာကတော်လန်ကြီးရဲ့အစိပ်ပိုင်းတစ်ခုပါပဲ။ UNG မော့ဦးဆောင်ပြီးကာကွယ်ရင်ကျွန်တော်တို့အနေနဲ့ကအသေးခံပြီးတိုက်ဖို့အစင်းသင့်ပါပဲစိတ်ဓာတ်မကျစရာမရှိပါဘူးကျွန်တော်တို့ဒီထက်ပိုကောင်းဖို့ပိုကြိုးစားဖို့လိုသေးတယ်ဆိုတာကိုပြလိုက်တာလို့မြင်ပါတယ်လို့မိုးကုံမြို့နယ် PDF တပ်ဖွဲ့ဝင်တို့ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားပါတယ်မိုးကုံမြို့ကို TNL ကပြန်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြည်သူတွေကအပြစ်တင်ဝေဖန်ခြင်းများရှိတော်လဲထို့သောဝေဖန်အပြစ်တင်ရုံနဲ့ပြီးသွားမည်မဟုတ်ပါ TNL MNDAA နဲ့လည်းတရုတ်နိုင်ငံ၏level ညွတ်ခန္ဓာတည်ကိုချင်းနဲ့စဉ်းစားရန်လိုအပ်ပါတယ်မိုးကုတ်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ထို့သောကဲ့သို့ TNL ကတပ်ပြန်ဆုပ်ပြီးစစ်ကောင်စီနဲ့အပြစ်ခဲရစဲရေးလှုပ်ဆောင်သောအပေါ် UNG အစိုးရကာကွယ်ရေးဝန်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့်အစွမ်းထောက်တုံကတပ်တွေပြမြင့်အချိန်ကိုရောက်ရှိလာပြီဖြစ်ကြောင်းမိဘပြည်သူများနေဖြင့်လက်ဆက်အာဏာရှင်ကိုအမြင့်ပြတ်ချေမှုန်းရေးအတွက်လူလက်နက်ခဲယမ်းမီစိတ်သက်အလုံးပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ဖြစ်ကြောင်းအသိပေးထားပါတယ်ဆီယနာရှင်ရှိတဲ့ဗိမျိုးဗိပြည်သူမှစိတ်မချတာမျိုးမဟုတ်ပါဘူးမိဘပြည်သူတွေအနေနဲ့ဒီတဲ့ပုံမပေါဝင်အားဖိပြီးတော်လိုင်းရေးသမားတွေအနေနဲ့လည်းပြီးပိုကြိုးစားဖို့လိုတယ်လို့ပြောခြင်းပါတယ်လို့မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအုပ်ကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားပါတယ်